အခုကျွန်တော်တို့ SEF အနေနဲ့နိုင်ငံရေးရပ်တည်ချက်6ချက်အခိုင်အမာကျွန်တော်တို့ရေးဆွဲထားပါတယ်အားလုံးတည်ပြီးသားဖြစ်ပါတယ်အခုနကမေးခွန်းထဲမှာဂျမ်ဖက်စစ်ကောင်စီဖက်ပါသွားတဲ့ထောက်ခံတဲ့နိုင်ငံတွေရှိတယ်လို့ SCEF ရဲ့ကိုထောက်ခံတဲ့နိုင်ငံတကာဖွဲ့စည်းတွေနိုင်ငံတွေလည်းရှိပါတယ်အဲ့ဒါဒီကအခုမှမဟုတ်ပါဘူးအရင်ကလေးကအဲ့ဒါလို့ရှိထားတာဖြစ်ပါတယ်နောက်ပြီးတော့မှအခုနက NCA ကိစ္စအဲ့ဒါလဲစစ်ဂျမ်ဖက်စစ်ကောင်စီကလည်းတလျှောက်လုံးပြောလာခဲ့တာဒီနေ့အထိပါပဲ2008ဖွဲ့စည်းပုံအောက်ကနေသွားတဲ့ NCA ကိုပြန်ပြီးတော့အသက်သွင်းဖို့ဆိုပြီးတော့မှအစိုးရဖွဲ့စည်းပြီးတော့မှကမ်းလှမ်းနေတာကအခုမှမဟုတ်ပါဘူးအရင်ကတည်းကဖြစ်အဲ့ဒါတွေကိုကျွန်တော်တို့ကဒီ NCA အတွေ့အကြုံပေါ်အခြေခံပြီးတော့မှအယုံကြည်မရှိတာရှိပါတယ်သူကတော့ကမ်းလှမ်းနေမှာပဲအဲ့ဒါတော့အသေးချပါပဲပြီးတော့ဒီဘက်တရုတ်ဒီကလည်းအဲ့ဒါလိုပဲဖြစ်နေမှာပဲဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ကနိုင်ငံတကာကိုကျွန်တော်အနေနဲ့တော့တိတ်မကြည့်ဘေးနိုင်ငံဖြစ်ဖြစ်သူ့အကျိုးစီးပွားထိပါလာရင်တော့မခံတယ်လို့သူ့အကျိုးစီးပွားပဲကြည့်နေတာဖြစ်ပါတယ်အဲ့ဒါကြီးကြော်လွှားနိုင်ဖို့ကကျွန်တော်တို့ရဲ့စီးရဲနိုင်ငံကြီးအားကောင်းဖို့ကအင်မတန်မှအရေးကြီးပါတချို့ကမေးကြပါတယ် NCA ကလှမ်းတယ်ပြန်ဝင်မလားဘယ်လိုလဲဆိုတဲ့ဟာဒါပေမဲ့ကျွန်တော်တို့ထပ်ခါပြောနေတာဒီက9 နှစ်6နှစ်လုံး NCA လမ်းကြောင်းကနေကျွန်တော်တို့ဆွေးနွေးခဲ့ပြီးပြီဒါပေမဲ့မရခဲ့ဘူးအခုဒီအတူအယောင်စစ်အစိုးရအနေနဲ့ပြန်ပြီးတော့ပေါ်လာပြီနိုင်ငံရေးလမ်းကြောင်းပေါ်တွားရအောင်ဆိုပြီးတော့ပေါ်လာပြီကျွန်တော်တို့မှာနိုင်ငံရေးရပ်တည်ချက်တွေကအတိအလင်းဖော်ပြထားပါတယ်2008ဖွဲ့စည်းပုံအောက်ကနေတွားပြီးတော့ပြန်လေအသက်သွင်းတဲ့လှုပ်ဆောင်မှုမှန်တယ်တိုက်ဖြတ်မယ်ဆိုတာပါပဲဘလို့တိုက်ဖြတ်မလဲဆိုကျွန်တော်တို့ရဲ့စုစည်းမှုအားစီးလုံးညီညွတ်မှုအားအဲ့ဒါပဲအရေးကြီးပါတယ်ပြောနေတာကျွန်တော်တို့ဒီ CNF အနေနဲ့ NCA ဆွေးနွေးခဲ့ပြီးပြီအခု SCEF မှာပါဝင်နေတဲ့အဖွဲ့အစည်းလက်နက်ကန်အဖွဲ့အစည်းအလုံးကဆွေးနွေးခဲ့ပြီးသား NCA မတိုင်ခင်ကလေးကဆွေးနွေးခဲ့ပြီးသားဒါပဲမရဘူးအဲ့ဒါကိုအဲ့ဒီမူဟောင်းကြီးကိုအဲ့ဒီစာအုပ်ကြီးကိုမရောက်နိုင်ကပြန်ပြီးတော့တေလာပြီးတော့2008ဖွဲ့စည်းပုံအောင်ကနေနိုင်ငံရေးစပွဲဝိုင်းပေါ်တက်ဖို့ဆိုတဲ့ဟာပေါ်လာပြန်တယ်သူစိတ်ထဲမှာဘာမှသူရဲ့စစ်တပ်မြန်မာနိုင်ငံရဲ့မှာစစ်အာဏာရှင်ဆက်လက်ရပ်တည်ရေးအဲ့ဒါပဲသူကတွန်းနေသေးတာဖြစ်ပါတယ်အဲ့ဒါကိုတွားယုံကြည်မိလို့ကတော့တစုတစ်ဖွဲ့တည်းပဲရေတူအနေနဲ့ကောင်းရင်ကောင်းမှာပါရေရှိအတွက်ထာဝရငြိမ်းချမ်းမှုဆိုတာဘယ်တော့မှရရှိမှာမဟုတ်ပါဘူးအဲ့ဒါဒီနေ့အထိကျွန်တော်တို့ရဲ့ရပ်တည်ချက်ပါပဲပြီးတော့သူ့ရဲ့ view ဟာဘာလဲနိုင်ငံတကာရဲ့ view ဟာဘာလဲကျွန်တော်တို့အားလုံးသိပြီးသားဖြစ်ပါတယ်အစုအဖွဲ့ဆိုတာတပ်ပေါင်းစုဆိုတာခုန host ပြောထားတယ်လို့သူကတအားကြောက်တစ်ဖွဲ့ချင်းသူကတော့အဲ့ဒါလိုပဲပြန်လုပ်မှာပဲအခုလဲလုပ်နေပြီအရှင်းမြောက်ဒေသတွေရောဘယ်နေရာဒေသတွေရောအခုလုပ်နေတာဖြစ်ပါတယ်အဲ့ဒါကိုတိကြီးနဲ့ကျွန်တော်တို့တပွေးတို့အကြိုက်ခဲပျောက်စေး
အကြိုက်ခဲယာယီပြောက်တဲ့နိုင်ငံရေးလူမျိုးကျွန်တော်တို့မှအဲ့ဒီမှာတွားဝင်လောက်ကတော့ဒီຫນွေဥတော်လှန်ရေးဆိုပဲပြည်သူတွေရဲ့ရဲဘော်တွေရဲ့ဦးအိမ်တွေရဲ့သွေးချွေးဆုံးရှုံးမှုကအလဟာတာဖြစ်ပါတယ်အမှန်ဆိုရင်တော့အဲ့ဒါတွေကိုကျွန်တော်တို့တိုင်းသားလက်နက်ကိုင်တွေကစဒီ SEF မှာပါဝင်နေတဲ့အဖွဲ့အစည်းအလုံးမပါဝင်လာနိုင်တဲ့အဖွဲ့အစည်းအလုံးတီးဖို့လိုပါတယ်အဲ့ဒါမှမတီးဘဲနဲ့ကိုယ့်အဖွဲ့အစည်းတစ်ခုရဲ့ကောင်းစားရေးအတွက်ဆိုပြီးတော့လုံရင်တော့ကျွန်တော်တို့ရဲ့တော်လှန်ရေးတမိုင်းကဘယ်တော့မှလှလာမှာမဟုတ်ဘူးပြီးတော့နိုင်ငံတကာဆိုတဲ့ကိစ္စကလည်းအားလုံးတည်ပြီးသားပါပဲသူတို့ဘေးကိုတွားနေတယ်လေဆိုတဲ့ဟာဒီကခုနကပြောတဲ့ဟာဒီအများအားသူတို့တွားနေကြတည်ပြီးသားဖြစ်ပါတယ်တီးကြီးနဲ့ကျွန်တော်တို့တွားပြီးတော့ယုံနေရင်တော့ကျွန်တော်တို့ကပြန်ပြီးတော့ဒီတော်လှန်ရေးကပြန်ပြီးတော့နောက်ကောက်ကျသွားပြီးတော့ဒီတော်လှန်ရေးလုံးပါသွားမှာပဲလို့ပဲကျွန်တော်အဲ့ဒါလိုပဲပြောချင်ပါတယ်ကျေးဇူးတင်တယ်